အခုကြည့်နေတဲ့ပရိသတ်တွေကိုအငင်းငယ်ပြောတတ်ချင်ပါတယ်။ဘာလဲဆိုရင်တော့ကျွန်တော်တို့ဟာဆိုရင်တော့ခုအလေအပတ်တွေသွားတယ်ပေါ့။အလေအပတ်သွားတဲ့ချိန်ဆိုရင်တော့တစ်ခါတလေဆိုရင်တော့အိန္ဒိယတွေရောက်တယ်။အိန္ဒိယတွေရောက်တော့အိန္ဒိယနဲ့မြန်မာနိုင်ငံကိုပြန်လာခဲ့တယ်။မြန်မာနိုင်ငံကိုပြန်လာခဲ့တဲ့ချိန်ဆိုရင်တော့အိန္ဒိယကိုပြန်သွားခြင်းနဲ့စိတ်ရှိတယ်။ဘာလို့လဲဆိုရင်တော့ဘာလို့လဲဒီတော့ဟိုအိန္ဒိယမှာအကားတွေကြီးလဲရတယ်သူတို့အိန္ဒိယတစ်ခါမှမရောက်ဘူးဥစ္စာရောက်ချင်မှာတော့အိန္ဒိယကားတွေသဘောကျတယ်သဘောကျတဲ့ချိန်သူတို့လိုဖြစ်ချင်တယ်ဒါပေမဲ့သူတို့လိုဖြစ်ချင်တာတကယ်အိမ်မဖြစ်ခဲ့တယ်ခုအိန္ဒိယကျွန်တော်သွားခဲ့တဲ့အိန္ဒိယကိုပေါ့အိန္ဒိယမှာသူတို့ကတဲ့အကားတွေကိုကြည့်နေဆိုရင်တော့စာကြည့်လိုက်ရအောင်ကားတွေကြည့်ချင်အဖြစ်လဲမောင်လေးတို့ညီမလေးတို့စိတ်မှာဘယ်လိုခံစားလဲတော့မသိပါဘူးကျွန်တော်စိတ်မှာတော့အလေပတ်သွားခဲ့တဲ့အရာတွေကိုကြည့်ပြီးမှပေါ့တကယ်ကိုစိတ်ထဲမှာပျော်တယ်ဆိုတဲ့ချိန်ပီတိဖြစ်တယ်အိန္ဒိယကိုသွားရခြင်းအကြောင်းကလည်းကျွန်တော်စိတ်ထဲမှာဆိုရင်တော့အရန်ပျော်တယ်လို့ပြောချင်ပါတယ်ဒီနေ့ဆိုရင်တော့နောက်စီဇန်လေးဆိုရင်လည်းတင်ဆက်သွားမယ့်စီဇန်လေးတွေရှိပါတယ်အဲ့လာကိုလည်းစောင့်မျှော်ကြည့်ရှုပေးပါကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်